အားလုံးမင်္ဂလာပါနော်ကဲဘောကနှစ်ခွန်ပါတယ်နှစ်ခွန်ပလေးဆိုတော့ကျွန်တော်ထူးဒီ20လိုက်ထိုးလိုက်အောင်20ထိုးလိုက်အောင်နင်ကရန်ရင်နင်ကထည့်ရမို့လားနင်ကကျွန်တော်20ပဲကြာနင်ကထည့်ရညာပေါ့လူပေါ့ဗျာ30တလညနေ4နာရီခွဲတော့ဒီတစ်3ဒီရှစ်ပေါ့431မလို့6848 4438မလို့1258 56ခွန်8မလို့3နှစ်ဒီ8ပေါ့နော်နှစ်ထိပ်ပေါ့အဲ့မဲ့တစ်တော့ပေါ့နော်3ခွန်1မလို့164 4ခွန်3နဲ့1မလို့3ခွန်1က1အဲ့60ခွန်1ပဲသူက1မလို့3ခွန်4ဆို24တဲ့ကွပေါ့ကျွန်တော်25မထိုးတော့ဘူး20ပဲထည့်ထိုးမှာနော်နှစ်ကွထိုးလိုက်တာ20ထည့်ထိုးတယ်ကဲအားလုံးမင်္ဂလာပါ